သတင်းတွေအရစီပြတ်တောက်မှုပိုဆိုးလာနိုင်ပါတယ်။ Hormuz ရေကြောင်းလမ်းကိုပိတ်ပြီးတဲ့နောက်မှာအီရန်ကအခုတစ်ခါမှာတော့ကမ္ဘာလုံးဆိုင်ရာစီရောင်းဝယ်ရေးရဲ့6%လောက်ဖြတ်တန်းတဲ့နောက်ထပ်ရေလမ်းကြောင်းတစ်ခုကိုပိတ်ဖို့စဉ်းစားနေတယ်လို့သတင်းတွေထွက်လာပါတယ်။ဒီလိုဖြစ်လာရင်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအခြေအနေကကျဆင်းလာနိုင်ပြီးတော့စီးပွားရေးတင်းမာမှုတွေကပိုဆိုးလာနိုင်တဲ့အခြေအနေမှာရှိပါတယ်။တိတ်မကြသေးခင်အထိဒေါ်နယ်ထရမ့်ကဘလို့ပဲဖြစ်ဖြစ် Hormuz ကိုပြန်ဖွင့်မယ်လို့ပြောခဲ့ပေမဲ့အခုတော့အမေရိကန်အထက်လွှတ်တော်အဖွဲ့ဝင် Chris Murphy ကအစည်းအဝေးတစ်ခုမှာအမေရိကန်မှာ Hormuz လမ်းကြောင်းအတွက်ပြတ်သားတဲ့အစီအစဉ်မရှိဘူးလို့ပြောခဲ့ပါတယ်။ NATO နိုင်ငံတွေကိုဒီပြဿနာကမင်းတို့လည်းထိခိုက်နိုင်တယ်ဆိုပြီးတော့စစ်ထဲဝင်ပါဖို့အတွက်ဖိအားတွေပေးနေပါတယ်။ဒါပေမဲ့ NATO နိုင်ငံတွေကတော့စစ်ကိုအမေရိကန်ပဲစခဲ့ပြီးတော့သူတို့ကဝင်မပါချင်နေတယ်လို့လုပ်နေကြပါတယ်။မကြသေးခင်မှာပဲဓာတ်ဆီတစ်ဘာရယ်ကို$80ရှိခဲ့တဲ့စီဈေးကအခုဆိုရင်100ကျော်သွားပြီဖြစ်ပြီးအီရန်က200ထိတက်အောင်ကြိုးစားနေပါတယ်ဒီအတွက်အီရန်ကယမန်မှာရှိတဲ့ဟူသီလို့ခေါ်တဲ့တပုံအဖွဲ့တွေကိုအသုံးချပြီးတော့ဘယ်အယ်မန်ရေကြောင်းလမ်းကိုပိတ်ဖို့ကြိုးစားနေပါတယ်ဒီလမ်းကကမ္ဘာလုံးဆိုင်ရာစီရောင်းဝယ်ရေးရဲ့6%လောက်ဖြတ်တန်းတဲ့နေရာဖြစ်ပါတယ်ဒီလိုဖြစ်လာရင်အမေရိကန်နဲ့သူတို့ရဲ့မဟာမိတ်တွေအတွက်လည်းပိုပြီးအခက်ခဲတွေဖြစ်လာနိုင်ပါတယ်အခုတော့အမေရိကန်မှာကြီးမားတဲ့ငွေကြေးဖောင်းပွားမှုတွေဖြစ်နေပြီးတော့တချို့အစီရင်ခံစာတွေကအမေရိကန်စတော့ဈေးကွက်ကနေဒေါ်လာ1 trillion လောက်ပျောက်ဆုံးပြီးသွားပြီလို့ဆိုကြပါတယ်အမေရိကန်ကဒီအရာတွေကိုသိထားပေမဲ့လည်းရုရှားအတွက်အကျိုးရှိစေတဲ့အခြေအနေတွေဖြစ်လာနေပြီးတော့ယူကရိန်းစစ်မှာဆုံးရှုံးခဲ့တဲ့ငွေတွေကိုပြန်လည်ဖြည့်ဆည်းပေးနေတယ်လို့ဖြစ်နေတယ်လို့သုံးသပ်မှုတွေရှိနေပါတယ်ရှေ့လျှောက်အနာဂတ်မှာနျူကလ িয়ার လက်နက်အသုံးပြုမယ်ဆိုတဲ့ချင်းချောက်မှုတွေပိုများလာနိုင်တဲ့အခြေအနေမှာရှိတယ်လို့သုံးသပ်နေကြပါတယ်အခုလိုအခြေအနေအရနျူကလ িয়ার စစ်ဖြစ်မဲ့ရာဂိုင်နှုန်းကနည်းပေမဲ့နောက်ပိုင်းစစ်ရေးတင်းမာလာတဲ့အရှိန်ကြောင့်ဘာမှမဆိုဖြစ်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်